Hello အားလုံးပဲမင်္ဂလာပါ Coffee မှန်ဝင်ရပြန်လည်ကြိုဆိုပါရစေဒီဘက်မှာတော့ကျွန်တော် coffee break ကိုစပြီးတော့မဖြော်ခင် roast လုပ်တဲ့ level တခုပေါ့နော်အဲ့ဒါကတော့ဒီ coffee flavor တွေကိုရလာအောင်နဲ့အရေးကြီးတဲ့အဆင့်ပေါ့နော်အဲ့ရဲ့အဆင့်တွေကိုကျွန်တော်တစ်ချက်အချင်းချုပ်လေးရှင်းပြပေးမယ် coffee roast လုပ်တဲ့အချိန်မှာဘယ်နှမျိုးရှိတော့ပေါ့နော်အမျိုးကတော့၃မျိုးပဲရှိတယ် light roast medium roast dark roast ပေါ့နော်ဒါပေမဲ့တချို့လူတွေကလည်းပြောကြလိမ့်မယ် medium dark roast တို့ပြီးတော့ darkness roast တို့ဒါပေမဲ့လည်းအကြမ်းဖျင်းအားဖြင့်ကတော့ light medium dark ပေါ့နော်ဒီ၃မျိုးပဲရှိတယ်ကျွန်တော်တို့က green coffee တွေကိုစပြီးတော့ roast လုပ်မယ်ဆိုရင်တည်ထားရမှာကဒီ green coffee ကဘာ flavor မှမရှိဘူး flavor မရှိတာတော့မဟုတ်ဘူး green coffee တွေကိုကြိတ်ပြီးတော့ coffee espresso ချကြည့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ campaign နဲ့ဖြစ်ဖြစ် break လုပ်ကြည့်မယ်ပေါ့နော်အဲ့လိုပြီးတောက်ကြည့်မယ်ဆိုရင်ဘယ်လိုအရသာရနိုင်မလို့ဆိုတော့နည်းနည်းလေးစိတ်ညစ်ညစ်အရသာရနိုင်မယ်ပြီးတော့ဒီမြက်နဲ့ပေါ့နော်ရနိုင်တယ်ကျွန်တော်တို့ကဒီ flavor profile တွေကိုရလာဖို့ဆိုတာကြတော့ roast လုပ်တဲ့ level မှာကြတော့အရန်ကြီးကိုထက်ထဲဝင်ဝင်ရှိသွားတယ်ပြီးတော့ roast လုပ်တဲ့နေရာမှာဆိုလဲ original characteristic တွေလည်းရှိရပေါ့နော် original characteristics ကကြတော့ specialty မှာသုံးတယ်ဥပမာဒီ coffee က bourbon cherry Colombia ကလာတယ်ပေါ့နော်ပြီးတော့အဲ့မှာဆိုရင်သူရဲ့ flavor profile ဖြစ်တဲ့ fruity အရသာလေးရနိုင်မယ်chocolate အရသာလေးရနိုင်ပဲပေါ့နော်အဲ့လိုလေးရှိတယ်ဒါကတော့သူရဲ့ original characteristic နဲ့ပြီးတော့ original flavor profile ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ green coffee တွေကိုစပြီးတော့ roast လုပ်မယ်ဆိုရင်အချိန်ကြာ roast လုပ်လေးအချင်းတက်ကရော့ပြီးတော့အခါတက်ကပိုလာလေးပေါ့နော်ဟုတ်ပြီအဲ့ရဲ့ပြောင်းပြန်ကကြတော့အချင်းတက်ပေါ့နော်အချင်းတက်မှာဆိုရင်ကြတော့အချင်းတစ်ခုလောက်ပဲပေါ့နော်ဒီ dark roast ဖြစ်တဲ့အချိန်လောက်ထိမဟုတ်ဘဲနဲ့ medium တောင်မဟုတ် light roast ပေါ့နော်အဲ့အချိန်လောက်ထိပဲကျွန်တော်တို့ roast လုပ်မယ်ဆိုရင်ရှိတဲ့ acidity ပေါ့နော်အချင်းတက်လေးရှိနေမယ်ဥပမာများသောအားဖြင့်ကျွန်တော်တို့ light roast မှာဆိုရင်တော့အချင်းတက်လေးကပိုနေမယ်ပေါ့နော် medium roast မှာကျတော့အချင်းတက်ရဲ့အချိုရဲ့ပြီးတော့အခါတက်လေးတွေက all round တက်လေးဖြစ်နေမယ်ပြီးတော့ဒီ light roast နဲ့ဒီ dark roast ဂျာက medium roast ပေါ့နော်အဲ့ဂျာထဲမှာဖြစ်သွားတဲ့အရာတွေကသူ့ရဲ့ original characteristic လို့ရှေ့ကကျွန်တော်ပြောခဲ့တဲ့ဒီ flavor လေးတွေကဒီ medium roast မှာပို့ပြီးတော့ pop ဖြစ်လာတယ်ပို့ပြီးတော့ကြွတက်လာတယ်ပို့ပြီးတော့အရသာပို့ပြီးတော့ထင်လာတယ်ပေါ့နော်အဲ့ဒါကတော့ဒီ medium roast ပြီးတော့ dark roast ကကြတော့သူ့ရဲ့ original flavor profile ကလုံးဝပျောက်သွားပြီးတော့အခါတဲ့ဓာတ်ကိုပဲပို့သွားလိမ့်မယ်ပြီးတော့အချိုဓာတ်လေးနည်းနည်းလေးပဲကျန်တော့မယ် medium roast လောက်မှာတော့ဒီ all round တက်မဖြစ်နေတော့ဘူးအချိုဓာတ်လေးနည်းနည်းလေးကျန်ပြီးတော့အချိုဓာတ်ကလည်းကျွန်တော်ပြောရမယ်ဆို after taste ပုံစံမျိုးလောက်မှာပဲကျန်တော့မယ်ဒီအခါတက်ကြီးပဲပို့သွားမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့က light medium dark roast မှာဆိုလဲcoffee ကို roast လုပ်မဲ့အချိန်မှာဆိုရင် specialty နဲ့ commercial ကကွဲသွားပြန်ရောမှစပြီးတော့ roast လုပ်ပြီးဆိုကြတဲ့ကမှ2မိနစ်ဆိုကြတဲ့အရာလေးတွေကကွဲသွားပြီးတော့6မိနစ်မှာဆိုရင် first crack ပေါ့နော်အဲ့ဒါကတော့အရင်ရေးကြည့်တဲ့အဆင့်အဲ့ရဲ့အဆင့်ကနေပြီးတော့ကျွန်တော် second crack ပေါ့နော် first crack နဲ့ second crack ကြားကတော့အရသာ profile ကြီးအရင်ပြောင်းလဲသွားတဲ့အချိန်ပေါ့နော်အဲ့ဒါက second နဲ့အမျှ minute နဲ့အမျှအရသာ profile ကြီးပြောင်းသွားတယ်အဲ့ကြောင့်ဒီ coffee roaster တော်တော်များများကတော့ဒီ first crack မှာဆိုရင်စပြီးတော့ပို့ပြီးတော့သူတို့ attention ပို့ထားကြတယ်သူတို့လိုချင်တဲ့ flavor profile တွေကိုအဲ့မှာစပြီးတော့ for တယ်ပေါ့နော်ဟုတ်ပြီအရှိအကြောင်းပြန်ဆက်မယ်ဆိုရင် specialty နဲ့ဒီ commercial ပေါ့နော် specialty မှာဆိုရင်တော့နည်းနည်းလေးအညူရောင်လေးတန်းပြီးဆိုကြရကိုနည်းနည်းလေးအပေါ်လေးတက်လိုက်မယ်ဒီလောက်ထိလေးတက်လိုက်ပဲပေါ့နော်အဲ့လောက်ထိလေးဆိုရင်တော့ light roast ပြီးတော့အဲ့ကနေပြီးတော့ဒီအပေါ်လေးနည်းနည်းလေးတက်လိုက်မယ်ဆိုရင် medium roast ပြီးတော့အဲ့ကနေအပေါ်ထိကတော့ dark roast ပေါ့နော် commercial မှာကျတော့နည်းနည်းလေးပို့သွားမယ်ပထမဆုံးဆက်ချင်းကတော့တူတယ်ငွေရောင်လေးကနေပြီးတော့နည်းနည်းလေးပို့ပြီးတော့အတွင်းထဲထိဝင်သွားမယ်အဲ့ဒါကို light roast ပြီးတော့အဲ့ရဲ့အပေါ်နည်းနည်းလေးဒီ dark roast ထဲထိနည်းနည်းလေးအတွင်းထဲထိထပ်ဝင်သွားမယ်အဲ့ဒါကတော့ medium ပြီးတော့အဲ့ရဲ့အပေါ်ကတော့ dark roast ပေါ့နော်ကျွန်တော်ကတော့ကိုယ်တိုင်လဲ coffee ကို roast မလုပ်ဖူးသေးဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တည်တဲ့ထင်တို့ဒီအကြောင်းလေးကိုမျှဝေတာပါပြီးတော့စပြီးတော့တောက်တော့မယ်ဆိုရင်လည်းလူတော်တော်များများကရှင်တဲ့အရသာကိုမကြိုက်ကြဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီအရင်တော့က coffee တွေကရှင်ရင်ကျွန်တော်အရင်မကြိုက်ခဲ့ဘူးဒါပေမဲ့ကျွန်တော်ဒီ coffee ကြောင်းကိုစပြီးတက်ပြီးနောက်ပိုင်းမှာဆိုရင်တော့ဒီ specialty coffee နဲ့အကျွမ်းတဝင်ဖြစ်လာတယ်အကျွမ်းတဝင်ဖြစ်လာပြီးတော့ coffee ရဲ့သူ့ရဲ့အချင်တက်လေးပေါ့နော်အဲ့ဒါလေးကိုပို့ပြီးတော့ appreciate ဖြစ်လာတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဟုတ်ပြီ coffee roast လုပ်လာလေးကိုကျွန်တော်ပြီးတဲ့အတိုင်းအတာတစ်ခုတည်းကနေကျွန်တော်ရှင်းပြတာပေါ့နော်ဟုတ်ပါပြီဒီဘက်တော့ဒီလောက်ပါပဲ
ကိုရောဘယ် coffee တွေကိုကိုကြိုက်တော့ coffee ကနည်းနည်းလေးချင်နေတာကိုကြိုက်လားကိုရဲ့ coffee ကိုနည်းနည်းလေးချိုနေတာကိုကြိုက်လားကိုရဲ့ coffee ကိုနည်းနည်းလေးခါနေတာကိုကြိုက်လားပေါ့နော်အဲ့ဒါလေးတွေကို comment section မှာဝင်ရောက်ပြီးတော့ကိုရဲ့အတွေ့အမြင်လေးတွေကိုဝင်ရောက်မျှဝေသွားပြီးကျွန်တော်ကတော့တိုက်တွန်းပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေအားလုံးပဲမင်္ဂလာနေ့တစ်ခုပိုင်နိုင်ပါစေနောက်ဘက်မှာပြန်လည်တွေ့ပါမယ်